နေကလာကျွန်တော်နာမည်ကဘယ်လိုဖြစ်ပါလဲကျွန်တော်အခုဒီဗီဒီယိုလေးလောက်ရတာတော့ချင်းရင်လေးတွေဟို UC ဝေမတက်လို့တဲ့အဲ့ဒါကျွန်တော်လာမင်းထားတော့အဲ့ကျွန်တော် UC ဒီနေ့ကတော့ UC ဝေရဲ့ဒီနေ့ကျွန်တော်ဗီဒီယိုလောက်ပြဖြစ်ပါတယ်အရင်ဆုံးအကောက်တဲ့ဝင်လိုက်မယ်ကိုဒီကြတော့ဝင်လိုက်မယ်ဒီမှာ ID စစ်နေ ID ကို copy လိုက်မယ်ပြီးရင်အပြင်ထည့်မယ်အဲ့ ID copy ပြီးအပြင်ထည့်မယ်ဟောထည့်လိုက်တယ်ဟုတ်လား okay ပြီးတော့ပြင်ထည့်လိုက်ရင်ခုဒီချက်ဝင်လိုက်မယ်ထည့်ဝင်လိုက်ပြီးဒီမှာ UC PUBG mobile ဆိုပြီးတော့ရေးရှာလိုက်မယ်အဲ့မှာကျွန်တော်ရှာပြီးသားမလို့နော်ပြီးဒီ file နဲ့ဒီ file လေးထည့်ဝင်လိုက်မယ်ဝင်လိုက်ပြီဆိုရင်ဒီ file လေးထည့်ဝင်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်မှာ account အကောက်ရှိတယ်နော်ကျွန်တော်မှာ account အကောက်ရှိတယ်ဒီ account ကဒီမှာရှိတဲ့သူ့နေရာမှာရှိတဲ့ဖုန်းပေး legend နဲ့တော့ရဒီမှာရှိတယ်60ရပေါ့60ရပဲ20ကျန်တဲ့5ပြားဆိုတော့300ရတာပေါ့ယူစီဒီမှာသူ့ဟာနဲ့သူရှိတယ်အဲ့ဒါလေးကိုဘယ်လိုဝေရမှာလဲဆိုတော့ဒီမှာ ID ပေါ်လိုက်မလား ID ပေါ်လိုက်ပြီးဒီမှာကျွန်တော်နှကောက်ကိုမှနှကောက်ရှိတကောက်နဲ့ဝင်ဆိုဒါနောက်တကောက်ကျွန်တော်နောက်တကောက်ဖြစ်ပါတယ်ဒါကျွန်တော်နောက်တကောက်နော်ကျွန်တော်60တဲ့ဝင်လိုက်မယ်ကိုက touch ကိုနဲ့ဝင်လို့ရတယ်ကိုကဘာကက်ရှိတယ်ကိုကဖုန်းပေးနဲ့ဝင်မယ်ဆိုရင်ဒီဖုန်းပေးကိုကဘာကက် DJ လားဘာတော့ဟိုလိန်လားကျွန်တော်ယူမိုဘိုင်တုံးလာတယ်မလို့ကျွန်တော်ယူမိုဘိုင်ဟိုလိန်ထားလိုက်ပဲပြီးအောက်က PAY ဆိုတဲ့ဟိုစားတဲ့ကိုအပြာရောင်လေးနိုင်ထားလိုက်မယ်ပြီးရင်ခဏလေးစောင့်ပါကောက်မချဘူးတင်တယ်ကဲဆိုဒီအကောင့်နဲ့မရရင်ကျွန်တော်နောက်တစ်ခေါက်နဲ့တောင်းမယ်ပါဒီအကောင့်နဲ့ဝေကြည့်မယ်ကျွန်တော်ဖုန်းပြအခုကဖုန်းပြမရှိဘူးเนาะကျွန်တော်ကအဆက်လောက်ပြနော်ကျွန်တော်ဒီအကောင့်နဲ့အဲ့လိုပဲကျွန်တော်ခုနပြောတယ်လို့ပဲကိုကဘာကက်တုံးနေစေကိုက DJ တုံးနေစေ DJ နဲ့ဝင်နေလိုက်ယူမိုဘိုင်တုံးနေဆိုယူမိုဘိုင်နဲ့လိုက်ဖုန်းပြနဲ့ဝင်မယ်ဆိုရင်ရပြန်ရောလဲခုနPA ဆိုတဲ့တခုဝေးလိုက်แล้วก็คนละแบบที่ไล่ไหมเนี่ยตีชาวตีดีของดีกูดีตัวเนี้ยဒီလိုပေါ်လို့ရှိရင်ဒီဟာEXT ဆိုတဲ့ဟာအဝါရောင်လေးကိုနိုင်လိုက်မယ်ဒီလိုနိုင်လိုက်မယ်ဒီခဏလေးစောင့်ပါသူဟို message နဲ့ level ပုံမှာတော့အဲ့မှာကြာပြီ message ကြာပြီဆိုတော့အဲ့ message ကlevel အောက်မှာရှိတယ်အမှ3668ဆိုတဲ့ဟာကိုဒီမှာရိုက်ထည့်လိုက်မယ်3668ဟုတ်တယ်နော်မှန်တယ်နော်အဲ့ဒါလေးနိုင်ထည့်လိုက်မယ်ကျွန်တော်ဒီကျက်ပြ30ဝေးတာနော်အဲ့ဆိုဟိုလောက်ရတယ်60ရတယ်ဆိုတော့ဒီဟာအဝါရောင်လေးကိုနိုင်လိုက်မယ် PAY ဆိုတဲ့ NOW ဆိုတဲ့အဝါရောင်လေးကိုနိုင်လိုက်မယ်စားတဲ့အောင်နိုင်ပြီးရင်ဒီမှာကျွန်တော်ဘေးမရှိတဲ့အတွေ့မလို့ဒီမှာမရဘူးအနီရောင်လေးပေါ်ရနော်ဒီမှာအဲ့ဒါကျွန်တော်ဘေးမရှိတဲ့အတွေ့အဲ့ဒါလေးအဝါရောင်လေးကိုခုနအဝါရောင်လေးကိုနိုင်ပြီးရင်သူဟာသူကောက်ကြလာပြီကျွန်တော်ဖုန်းပေးမရှိတော့မကြလာအဲကြောင့်မလို့ကဲမင်္ဂလာပါအဆင်ပြေပါစေအားလုံးကျွန်တော်လည်းဆက်ပြီးတော့အားပေးကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်